လာမယ့်ပွဲမှာခေါင်းပွဲထိုးရဖို့တေချာသလောက်ရှိနေတဲ့မြန်မာကွန်ဆောင်ဖိုက်တာ Joshua Van လာမယ့် August လ21ရက်နေ့မှာ Asian Thai Fighter နဲ့အကျိတ်နဲ့ဆော်အောင်မဲ့မြန်မာကွန်ဆောင်ဖိုက်တာကျော်စွာဝင်းလာမယ့်ပန်ဒိုဂျာနဲ့ပွဲစဉ်မှာခေါင်းပွဲထိုးရဖို့တေချာသလောက်နေပါရှိနေတဲ့မြန်မာကွန်ဆောင်ဖိုက်တာ Joshua Van ရဲ့ပွဲစဉ်နဲ့ပတ်သက်ပြီးထူးခြားတဲ့အကြောင်းအချို့ကိုပြောပြခြင်းပါတယ်ပြီးရင်တော့နောက်ပိုင်းမှာကျော်စွာဝင်းရဲ့ပွဲနဲ့ပတ်သက်ပြီးလည်းပြောပြသွားကြပါတယ်ပထမအဆုံးအနေနဲ့တော့ Joshua Van ရဲ့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့အရင်ဆုံးပြောပြခြင်းနဲ့ Joshua Van နဲ့ပန်ဒိုဂျာတို့ရဲ့ပွဲကလက်ရှိမှာပြည်သက်တွေကြားထဲမှာတော်တော်လေးကိုမှစိတ်ဝင်စားမှုတွေပိုပြီးမြင့်တက်လာနေတာမျိုးကိုတွေ့ရတယ်ဘာကြောင့်လဲဆိုတော့ပြည်သက်အများစုက Van ရဲ့ပွဲကဘယ်ချိန်ဖြစ်မှလဲဆိုပြီးမျှော်နေကြတာCarigation Fighter ကိုယ်တိုင်ကလည်းသူ့ရဲ့ပွဲကမကြတော့ဘူးဆိုတဲ့ပုံစံမျိုးနဲ့ Joshua Van ကိုယ်တိုင်ကထုတ်ဖော်ပြောဆိုထားတယ်။တစ်ဖက်မှာပန်ဒိုဂျာကလည်းလေ့ကျင့်ခန်းတွေကိုပြင်းပြင်းထန်ထန်လှုပ်ဆောင်နေတယ်။ဒီတော့ဗျအခုလက်ရှိအနေအထားမှာထူးခြားလာတဲ့အကြောင်းအရာက Instagram မှာဆိုတော်တော်လေးကိုသိတာ။ဘာကြောင့်လဲဆိုတော့နိုင်ငံခြားသတင်းတော်တော်များများကသတင်းကကောလာဟာလာအနေအထားပဲရှိသေးတယ်။ဒါပေမဲ့ Joshua Van နဲ့ပန်ဒိုဂျာတို့ရဲ့ပွဲက UFC 331ပြိုင်ပွဲမှာပါဝင်လာမှာခေါင်းပွဲဖြစ်မယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ရေးသားနေကြပါတယ်။ပြီးတော့ poster တစ်ခုပါထွက်လာတယ်အဲ့ဒါက Joshua Van နဲ့ပန်ဒိုဂျာတို့ရဲ့ပွဲက UFC 331ပြိုင်ပွဲရဲ့ခေါင်းပွဲကိုမိန်းနီးပဲနေရာမှာက BMX ချန်ပီယံကပတ်လူပွဲလက်ရှိချန်ပီယံချားဆိုလီဗေရာနဲ့စိန်ခေါ်သူအာမန်ဆာရိုခရန်တို့ကထိပ်တိုက်တွေ့မှာဆိုတဲ့ပုံစံမျိုးတွေနဲ့ကောလာဟာလာသတင်းတွေလက်ရှိမှာတော်တော်လေးကိုထွက်လာတယ်ပြီးတော့မကြခင်မှာ UFC ဘက်ကဒီအကြောင်းအရာနဲ့ပတ်သက်ပြီးချပြတော့မယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့လည်းသတင်းတောက်တွေကရေးသားနေကြပါတယ်ဒီတော့ကျွန်တော်တို့ခဏလေးစောင့်ကြည့်ရအောင်ကျွန်တော်ပြီးခဲ့တဲ့ဗီဒီယိုမှာပြောခဲ့သလိုပဲမကြတော့ဘူးကြီးညာတော့မယ်ဆိုတဲ့စကားမှန်တယ်မကြခင်မှာ promotion ဘက်ကကြီးညာလာတော့မယ်အနေအထားရှိတယ်ဒီနေရာမှာကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရမှာက Joshua Van ရဲ့ပွဲကို UFC 331ပြိုင်ပွဲမှာထည့်သွင်းမှာလားဒါမှမဟုတ်အခြားပြိုင်ပွဲမှာထည့်သွင်းမှာလားဆိုတာစိတ်ဝင်စားကြပါဒီနေရာမှာပိုပြီးနီးစပ်တဲ့အကြောင်းအရာတစ်ခုကိုပြောရရင် UFC 331ပြိုင်ပွဲကပိုပြီးဖြစ်နိုင်တယ်ဗျာဘာကြောင့်လဲဆိုတော့လက်ရှိမှာ UFC 331ပြိုင်ပွဲနဲ့ပတ်သက်ပြီး UFC ဘက်ကဘာမှချပြထားတာမျိုးမရှိသေးဘူးဒီတော့အဲ့ဒီ UFC 331ပြိုင်ပွဲတော့မချပြသေးဘဲနဲ့ UFC 332တွေ UFC 333ရပြိုင်ပွဲတွေကိုတော့ချပြအောင်မယ်လို့ကျွန်တော်ကတော့မထင်ဘူးဗျာဒီတော့အရင်ဆုံး UFC 331ပြိုင်ပွဲကိုသူတို့ချပြလိုက်မယ်ဒီတော့ကျွန်တော်တို့ fighter လေးရဲ့ပွဲကအဲ့ဒီအနေထားမှာပါဝင်လာမယ်လို့ပဲကျွန်တော်ကတော့မြင်ပါတယ်Joshua Van နဲ့ပန်ဒိုဂျာတို့ရဲ့ပွဲကအဲ့ဒီ UFC 331ပြိုင်ပွဲမှာပါဝင်လာမယ်လို့ကျွန်တော်ကတော့နားလေတယ်လက်ရှိမှာဒါကတော့အတိအကျတော့ပြောလို့မရဘူးဗျာ promotion ဘက်ကကြီးညာမှာကျွန်တော်တို့လည်းသိရတာ promotion ဘက်ကဒီသတင်းတွေနဲ့ပတ်သက်ပြီးသူတို့ကလှုပ်ဝက်တယ်ဒီတော့တိတိကျကျတော့မပြောတတ်ဘူးလက်ရှိမှာကောလာဟာလာတွေထွက်နေတာကတော့ Joshua Van နဲ့ပန်ဒိုဂျာတို့ရဲ့ပွဲကအဲ့ဒီ UFC 331ပြိုင်ပွဲမှာခေါင်းပွဲစက်တင်ဘာလ19ရက်နေ့မှာလို့ပြောတယ်မြန်မာမှာဆိုတော့စက်တင်ဘာလ20ရက်နေ့မှာကြီးရမယ်အဲ့ဒီပွဲကိုဘယ်မှာလုပ်မှာလဲဆိုတော့ American ပြည်ထောင်စု Los Angeles မြို့မှာလုပ်မှာCrypto.com Arena မှာကျင်းပသွားမယ်ဆိုပြီးတော့လေသတင်းတွေထွက်နေတယ် Crypto.com Arena Los Angeles မှာ UFC 331လုံးမယ်ဆိုတာကတော့သိထားတယ်ဒါပေမဲ့အဓိကကောင်ပွဲတွေကိုမိန်းပွဲတွေကဘယ်ပွဲတွေလဲဆိုတာတော့တိတိကျကျမသိရသေးတာပါဒါပေမဲ့ Van နဲ့ပန်ဒိုဂျာတို့ရဲ့ပွဲကသိကြသလောက်ရှိတယ်လက်ရှိမှာပန်ဒိုဂျာကိုယ်တိုင်ကလည်းလေ့ကျင့်ခန်းအစီအစဉ်တွေလုပ်နေတယ်ပြီးတော့ဗျာသူလေ့ကျင့်ခန်းလုပ်နေတဲ့ဗီဒီယိုတွေကို promotion ဘက်ကလာပြီးရှိုက်ကူးရေးတွေလုပ်နေတယ်ဗျာဒီတော့စဉ်းစားကြည့်ရင်ပွဲတော်တော်နီးနေပြီလို့ကျွန်တော်ကတော့ယူဆတယ် UFC ဘက်ကဒီလိုမျိုးပွဲနီးကမှာပဲသူတို့ကလာပြီးအချို့ရိုက်ကူးရေးတွေလုပ်တာဗျာဒီတော့ UFC 331ပြန်မို့ဆိုဒီ8စက်တင်ဘာမှာလုပ်မှာမနေ့ပြန်ဆိုပဲ August ရောက်ပြီဗျာဒီတော့ UFC ကသူတို့တစ်လလောက်ပဲလူတော့တဲ့ UFC 331ပြန်ပွဲနဲ့ပတ်သက်ပြီးတော့မှလာပြီးတော့ချိုးရိုက်ကူးရေးတွေလုပ်နေပြီလို့ကျွန်တော်ကတော့နားလဲပါတယ် Joshua Van ကိုယ်တိုင်လည်းလေ့ကျင့်ခန်းတွေကိုအပြင်းထန်လုပ်နေတယ် strength conditioning ဘိုင်းတွေကိုလည်းတော်တော်လေးအားထည့်နေတယ်ပေါင်စင်ဘိုင်းမှာလည်းသူအသေးအံလေ့ကျင့်ပြင်ဆင်နေတာမျိုးကိုကျွန်တော်တို့ကတွေ့ရတယ်ဒီတော့ကျွန်တော်တို့ fighter လေးရဲ့ပွဲကမကြတော့ဘူးချန်ပီယံကြီး Joshua Van ရဲ့ပွဲကိုကျွန်တော်တို့ပြည်သက်တွေအနေနဲ့နောက်တင်ခံစားရတော့မှာဖြစ်ပါတယ်။ခေါင်းပွဲဖြစ်ရင်တော့အတိုင်းထက်လုံးပဲခေါင်းပွဲဖြစ်ပါစေလို့လည်းဆုတောင်းပေးပါတယ်။ပြီးတော့ဗျာထူးခြားတဲ့အကြောင်းတစ်ခုကိုထပ်ပြောချင်တယ်။ BMX ချန်ပီယံခပတ်လူပွဲတာပါမယ်ဆိုရင် BMX ချန်ပီယံခပတ်လူပွဲက fighter တွေက lightweight fighter တွေများတယ်။ BMX ချန်ပီယံခပတ်ဆိုတာကတကယ်ကိုချန်ပီယံခပတ်အစ်စ်ထက်သူတို့ကနည်းနည်းနေကျန်းတန်းတာတော့မှန်တယ်ဗျာဒါပေမဲ့ချန်ပီယံကပတ်လူပွဲနဲ့အဲ့ဒီ BMX ချန်ပီယံကပတ်လူပွဲတည်ပြီးဆိုရင်ချန်ပီယံလူပွဲအစ်စ်ကိုပဲခေါင်းပွဲတည်ပြီးလေးရှိတယ်ဒီတော့ Van နဲ့ပန်ဒိုဂျာတို့ကချန်ပီယံကပတ်လူပွဲအစ်စ်ပွဲထိုးရမှာ BMX ပွဲမဟုတ်ဘူးဒီတော့ Van တို့ပွဲကခေါင်းပွဲပြဖို့ရခိုင်နှုန်းများတယ်ဆိုတဲ့အကြောင်းကိုပြောပြပေးတာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်နောက်ထပ်ပြည်သက်တွေစီကိုချပြခြင်းတဲ့သတင်းကတော့ကျွန်တော်တို့မြန်မာကောင်ဆောင် fighter လေးကျော်စွာဝင်းရဲ့ပွဲကို one championship ကမနေ့ကချပြလိုက်ဆိုတဲ့အကြောင်းကိုပြောပြကြတာဖြစ်ပါတယ်ကျော်စွာဝင်းရဲ့ပွဲကမကြခင်လာတော့ပဲဆိုပြီးသူ့ရဲ့ချင်းဘက်က fighter တွေကလည်းတောက်လျှောက်ပြောနေတယ် Stan Fighters တို့
Y2K တို့ Necro တို့ကိုယ်တိုင်ကဒီအကြောင်းတွေနဲ့ပတ်သက်ပြီး post နေ့တိုင်းတင်နေတယ်ပြီးတော့ကျော်တော်ဝင်းရဲ့တထေးဖြစ်သူကိုယ်တိုင်ကလည်းကျော်တော်ဝင်းရဲ့ပွဲကိုမကြခင်မှာ promotion ဘက်ကချပြလာပွဲရှိနေတယ်ဆိုတဲ့ပုံစံမျိုးနဲ့ရေးသားထားတာမျိုးကိုတွေ့ရတယ်ပြီးတော့အမေရိကန်ညကတော့ One Championship က official ချပြလိုက်ပြီးကျော်တော်ဝင်းနဲ့ထိထိတွေ့မဲ့ fighter က Asian Thai fighter ကိုမာဝတ်ဖြစ်ပါတယ်ကိုမာဝတ်ဆိုတဲ့ fighter ကိုကျွန်တော်တို့ပြည်သက်တွေနဲ့အရင်ကြီးတော့စိမ့်လာတော့မဟုတ်ဘူးဗျာမြန်မာတမ်းမိလိုက်ပြီ155ပွဲတွေကိုကြီးတဲ့ပြည်သက်တွေဆိုရင်ဒီ fighter အကြောင်းကိုကောင်းကောင်းကြီးသိလိမ့်မယ်ဗျာဒီ fighter ကလည်းနာမည်တော့ရှိတယ်ထိုင်းမှာလည်းနာမည်ရှိတယ်One Championship မှာသူက14ပွဲထိုးရတယ်9ပွဲနဲ့9ပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားrecord ကတော့အကောင်းကြီးမဟုတ်ဘူးဒါပေမဲ့သူ့ရဲ့စွမ်းဆောင်ရည်ကလည်းနှိမ့်နေတဲ့ထဲမှာမပါဘူးဗျာသူနိုင်ရခဲ့တဲ့9ပွဲမှာဆိုရင်တစ်ပွဲကအလဲထိုး3ပွဲက split decision တစ်ပွဲက majority decision 2ပွဲက unanimous decision နဲ့အနိုင်ရထားတယ်KO power အားနေတဲ့ fighter လို့တော့ကျွန်တော်ကတော့သတ်မှတ်တယ်ရှုံးနိုင်တဲ့9ပွဲမှာဆိုရင်တော့2ပွဲကိုအလဲထိုးတစ်ပွဲကို split decision 4ပွဲကို unanimous decision နဲ့ရှုံးနိုင်ထားပါတယ်ဒီ fighter ကနောက်ဆုံးထိုးသက်ခဲ့တဲ့5ပွဲစတိုက်ကိုရှုံးနေထားတယ်။အဲဒီနောက်ဆုံးထိုးသက်ခဲ့တဲ့5ပွဲမှာဆိုရင်သူ့အနေနဲ့နာမည်ကြီး fighter တွေဖြစ်တဲ့ Suakin တို့ Samindhan တို့ကိုရှုံးနေထားတယ်။နောက်ဆုံးထိုးသက်ခဲ့တဲ့ပွဲကိုတော့ February 2026ခုနှစ်မှာထိုးသက်ထားပါတယ်။ဒီတော့ပွဲကတော့နည်းနည်းလေးဝေးနေတယ်။ကျော်စွာဝင်းထက်ဆိုင်တော့ပွဲဝေးတယ်လို့ကျွန်တော်ကတော့နားလေတယ်။ကျော်စွာဝင်းက One Championship မှာ3ပွဲထိုးရတယ်။2ပွဲနိုင်1ပွဲရှုံး2ပွဲမှာ1ပွဲကိုလဲထိုး1ပွဲကို decision နဲ့ရှုံးထားတယ်။ရှုံးနေခဲ့တဲ့ပွဲမှာလည်း bad light ခံရပြီးတော့မှ decision နဲ့လိမ့်နေကြကိုရှုံးထားတယ်။ကျော်တော်ဝင်းဆွမ်းဆောင်ရည်တွေက1မှာတပွဲမှမနိုင်ဘူးဒီတော့ဗျာ record ပိုင်းကရှင်းကြည့်ရင်တော့ကျော်တော်ဝင်းကပိုတာတယ်အတွေ့အကြုံပိုင်းမှာကတော့ကိုမာဝတ်ကပိုပြီးတာတယ်လို့ကျွန်တော်ကတော့မြင်တယ်ဆွမ်းဆောင်ရည်ပိုင်းအပြင်လဲနှစ်ယောက်လုံးကကောင်းတယ်ပွဲကချမ်းလိုက်မယ်ပြီးတော့နှစ်ယောက်လုံးကတစ်ပတ်ကထိုင်းဖိုင်တာကိုကျွန်တော်တို့လုံးဝ short တွက်ထားလို့မရဘူးဘာကြောင့်လဲဆိုတော့ဒီ fighter ကရှုံးခဲ့တဲ့ပွဲတွေမှာလဲထိပ်တန်း fighter တွေကိုပဲရှုံးထားတာဒီတော့ short တွက်လို့တော့လုံးဝမရဘူးကျော်ကြီးကဆလာတန်နဲ့ပွဲမှာလည်းအချိန်နဲ့စော်ပြထားတာဆလာတန်ဆိုလည်းဗျာကျွန်တော်တို့ကလဲထုံးနဲ့နိုင်မယ်တော့ထင်တာပဲပွဲကဝီးထားတယ်ပြီးတော့ဆွမ်းဆောင်ရလည်းမကောင်းဘူးဒါပေမဲ့ပွဲထဲမှာချိန်နေနဲ့စော်ရတယ်တော်တော်လေးကိုပွဲကကျန်းသွားတယ်ဒီပွဲမှာလည်းဒီလိုမျိုးပဲချိန်နေစော်ရဖို့ရခိုင်လို့များတယ်ကိုမာဝတ်ကလည်းရှော့တော့လို့မရဘူးသူရှုံးခဲ့တဲ့ပွဲမှာလည်း KO နဲ့ရှုံးတာ2ပွဲပဲရှိတယ်ရှော့တော့လို့မရဘူးကျော်တော်ဝင်းအနေနဲ့တော်တော်ကြီးကိုပြင်ဆင်ထားရမယ်သေချာလည်းပြင်ဆင်ထားတယ်လို့ကျွန်တော်ကတော့ယုံကြည်တယ်ကျော်တော်ဝင်းအနေနဲ့ထိုင်းဆုံးဖြတ်နဲ့အနိုင်ရဖို့တော့များတယ်ဒါမဲ့လည်းဒါကအပြတ်သက်နိုင်မှတော့မဟုတ်ရင်ပြီးတဲ့အတိုင်းပဲထိုင်းချန်ပီယံရှစ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီတစ်ချက်ကိုတော့သတိထားပါမယ်ကျော်တော်ဝင်းအနေနဲ့လက်ထုံးနဲ့နိုင်တော့အကောင်းဆုံးပေါ့ဘယ်လိုပြစ်လာမလဲဆိုတော့လာမယ့်21ရက်နေ့ညမှာကြည့်ရမယ်တခုဝမ်းသာစရာကောင်းတာကျော်တော်ဝင်းရဲ့ပွဲကို1ချန်ပီယံရှစ်ကအင်နာဆိုင်ကယ်ထဲမှာမထည့်ဘူးကျွန်တော်တို့မြန်မာပြည်ကြီးတဲ့ပရိသတ်တွေကိုနိုင်ငံသားကြီးတဲ့ပရိသတ်တွေကိုအားလုံး free ကြည့်လို့ရတဲ့ YouTube မှာကြည့်ရမယ် ACC ကြည့်လို့ရပါတယ်1ချန်ပီယံရှစ်ကကျော်တော်ဝင်းပွဲပိုင်သိတဲ့အတိုင်းပဲကောင်းပွဲမရောက်ခင်အထိကိုသူတို့ကဆွဲဆန့်ထားမှာဘယ်လိုဒီဖြစ်လာအောင်လဲဆိုတော့တွဲဆိုင်ကုန်ချပြတဲ့ချိန်ကျစောင့်ကြည့်အောင်ပါကျော်တော်ဝင်းကိုအားပေးကြရအောင်ပါခင်ဗျာ